သောကံအသက်တူရောက်ဖြစ်သောကံဒီကံနှမျိုးတို့ကိုအဘယ်သို့လင်ဝေဖန်၍ဟောပြတော်မူခဲ့ပါသနည်းငါရှင်ဘိုးသုလကာမဝိဝေမသုတ်တံဒေသနာတော်များ၌သာဖြင့်ညူမြတ်စွာဘုရားသည်ဣဒမနဝဧကေသောဣတိဝပုရိသောဝပါဏာတိပါတိဟောတိလုံတော်လောဣဒပါဏိအစရှိသည်ဖြင့်သုဘလူလည်းဤလောက၌အချို့သောမိန်းမအချို့သောယောက်ျားသည်သူ့အသက်ကိုသတ်လေရှိပါပေသည်ဉာဏ်ကံသောစိတ်နှလုံးရှိပါသည်လက်၌သွေးသားရဲရဲရှိလာပါသည်ခါသိင်သောသတ္တဝါတို့၌သနာခြင်းကင်းမဲ့သည်ဖြစ်၍ဘာနာတိပါဒဒုစရိုက်မှုကိုပြု၍နေပါသည်ထိုဘာနာတိပါဒဒုစရိုက်သမားသည်ဒုတိပြကျွေသေးလွန်သည်မှနောက်ကာလဝယ်မကောင်းသောသူတို့ဤလာရာအပေနိရိယာသို့ရောက်ရပါသည်ထိုဘာနာတိပါဒကံရေစွမ်းကြောင့်အပေနိရိယာဘုံတို့ငရေဘုံတို့ကြာရောက်ရပါသည်အကယ်၍ငရေဘုံတို့မကြာရောက်ပဲလူပြေလောကသို့တပါးသောအပရာပရိယာကုသိုလ်ကံဤထောက်ပံ့ချက်ကြောင့်လူပြေလောကသို့အကယ်၍ရောက်စေကားမူထိုသူပြုခဲ့သောဘာနာတိပါဒဒုတိယအမှုကြောင့်ဤလူပြည်လောက၌အသက်တူခြင်းဖြစ်ရပါသည်သူကလူလင်ဘာနာတိပါဒမှုသည်ကဘာနာတိပါဒဒုတိယသည်ကအသက်တူခြင်းကိုဖြစ်စေတတ်သောမကောင်းသောမိစ္ဆာခြင်းပฏิပတ်ပါပေသည်သူဘလူလည်းထိုမှတပါးဤလောက၌အချို့သောအမျိုးကောင်းသမီးအမျိုးကောင်းသားတို့သည်ဘာနာတိပါဒဒုစရိုက်ကိုရှောင်၍ဘာနာတိပါဒဒုစရိုက်ကိုပယ်ရှား၍သူ့အသက်ကိုသတ်ခြင်းမှရှောင်ရှားကြပါကုန်သည်ထိုအမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်ကိုယ်ခန္ဓာပြကျွေသုတေသည်မှနောက်ကာလဝယ်ကောင်းသောသူတို့ဤလာရာနတ်ရွာသို့ရောက်ကြရပါကုန်၏အကယ်၍နတ်ရွာသူဂတိသို့မရောက်စေမရောက်ပဲလူပြည်လောကသို့ပฏิသန္ဓေတည်နေကရောက်သည်ရှိသောထိုပုဂ္ဂိုလ်တို့သည်အာယုကပတ်လုံးတည်နိုင်သောရှိလျာသောအသက်ရှိကြပါပေသည်သူဘလူလင်ဘာနာတိပါဒမှအရှောင်ခြင်းခြင်းသည်ဟုသောသူစရိုက်တရားသည်အသက်ရှိလျာခြင်းကိုဖြစ်ပွားစေတတ်သည်ကောင်းမြတ်သောသမ္မာပฏิပဒါဖြစ်ပါပေသည်ဟုသာပင်ညူမြတ်စွာဘုရားသည်လူပြည်လောကဝေသတ္တဝါတို့အသက်တူခြင်းကိုဖြစ်စေတတ်သောအကုသိုလ်ကံအသက်ရှိခြင်းကိုဖြစ်စေတတ်သောကုသိုလ်ကံနှစ်ပါးတို့ကိုသိပြခွဲ